လာပါရှင်ဒေါက်တာမြတ်နောပါအိမ်တောင်ဖြူလိုက်ပြီးဆိုတာနဲ့ငါဆိုတာမရှိတော့ဘူးငါတို့ပဲရှိရမယ်လို့ယူဆတတ်ကြပါတယ်အဲ့ဒီလိုယူဆချက်ကြောင့်ပဲအိမ်တောင်ကြပြီးနောက်ပိုင်းမှာကိုဝါသနာပါတာလေးလေကိုနှစ်သက်တဲ့သူငယ်ချင်းပေါင်းတင်မှုတွေနဲ့ကိုပိုင်အချင်းလေးတွေကိုစွန့်လွတ်လိုက်ကြတဲ့သူတွေအများကြီးရှိပါတယ်ဒါပေမဲ့စိတ်ပင်ကြရာကြည့်မယ်ဆိုရင်အိမ်တောင်ရေးတစ်ခုရေရှည်ခိုင်မဲဖို့အတွက်တဦးချင်းစီရဲ့ကိုပိုင်လွတ်လပ်ခွင့်နဲ့ဝါသနာတွေကအမတန်အရေးကြီးပါတယ်အရာရာကိုအတူတူပဲလက်မနေရမယ်ဆိုရင်အချိန်ကြာလာတဲ့အခါမွန်းကျက်မှုတွေဖြစ်လာတတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့အိမ်တော်ရေးထဲမှာကိုယ့်ရဲ့ကိုယ်ပိုင်အရေးသွေးမပြော့ပြတ်အောင်ဘယ်လိုနေထိုင်မလဲဆိုတာဆွေးနွေးပေးသွားမှာဖြစ်ပါလိမ့်ရှင်အမျိုးသမီးတော်တော်များများဟာအိမ်တောင်ကြပြီးရင်ဇနီးသွဲချွေးမမိခင်ဆိုတဲ့အခန်းကဏ္ဍတွေထဲမှာပဲနစ်မြုပ်သွားပြီးကိုဘာဖြစ်ချင်တာလဲကိုဘာကိုဝါသနာပါတာလဲဆိုတာလေးကိုမေ့ထွက်တတ်ကြပါတယ်အမျိုးသားတွေမှာလည်းအလားတူပါပဲအိမ်တော်ရေးတာဝန်နဲ့အောက်မှာကိုယ့်ရဲ့ဝါသနာတွေကိုအချိန်မပေးနိုင်တော့တဲ့အခါစိတ်တက်ကြခြင်းနဲ့ဘဝအတိတ်ဖြစ်ပျောက်ဆုံးခြင်းတွေကိုကြုံရတတ်ပါလေကိုပျောက်ဆုံးသွားတဲ့အခါတစ်ဖက်လူအပေါ်မှာတဲ့ပျောက်ရွှင်မှုအတွက်အကုန်ပုံအောပြီးမျော်လင့်မိတတ်ပါလေတစ်ဖက်လူကကိုပျောက်အောင်မထားနိုင်တဲ့အခါမှာတော့စိတ်ဆိုးမှန်ဆိုးဖြစ်လာပါလေတကယ်တော့ကိုယ့်ရဲ့ပျောက်ရွှင်မှုကိုဝါသနာကိုလွတ်လပ်ခွင့်နဲ့ကိုယ်တိုင်တိဆောက်ထားမှသာအိမ်တော်ရေးမှာလည်းပို့ပြီးပြည့်စုံတဲ့သူတစ်ယောက်အဖြစ်ရည်တည်နိုင်မှာဖြစ်ပါတယ်ရှင်အိမ်တော်ဖက်ကိုပိုင်လွတ်လပ်ခွင့်ပေးလိုက်ရင်ငေါ်နဲ့ဝေးသွားလားဆိုစိုးရင်တတ်ကြပါပဲဒါပေမဲ့လက်တွေ့မှာတော့ကိုပိုင်လွတ်လပ်ခွင့်ရှိနေခြင်းကတယောက်ပို့ပြီးလွမ်းဆွတ်စေသလိုပြောစရာစကားလုံးအသစ်တွေအမြန်အသစ်တွေကိုလည်းဖြစ်ပေါ်စေပါတယ်။ဥပမာအမျိုးသားကတူတူငယ်ချင်းတွေနဲ့ပေါ်လုံးကန်နေခြင်းတယောက်ရဲ့ဝါသနာကိုတယောက်ကဝင်ရောက်အားပေးတာစိတ်ဝင်ထားစနားထုတ်ဖေးတာမျိုးကအိမ်တောင်ရွေးကိုပို့ပြီးသက်ဝင်လှုပ်ရှားစေပါတယ်။မင်းသားတွေမဲလုံနေတာလားလို့အဖြစ်တင်မဲ့အစားဒါလေးကစိတ်ဝင်စားဖို့ကောင်းတာပဲဘလို့လုပ်ရတာလဲဆိုတဲ့စကားလုံးမျိုးနဲ့အားပေးကြည့်ပါကိုယ့်ရဲ့အိမ်တော်ခက်ကကိုယ့်ရဲ့ဝါသနာကိုအတိမပြုပေးတယ်လို့တစ်ဖက်လူကသူ့ဝါသနာကွာအချိုက်ယူနေချိန်မှာကိုကအထီးချမနေအောင်ကိုမှလည်းစိတ်ဝင်စားစရာအလုပ်တစ်ခုရှိနေဖို့လိုပါတယ်တယောက်တွဲကပ်မနေပဲလွတ်လပ်တဲ့လူနှစ်ယောက်အထိပေါင်းဆက်နေထိုင်ခြင်းကအိမ်တော်ရွေးကိုပို့ပြီးရင့်ကျက်ခိုင်မြဲစေပါလေလွတ်လပ်ခွင့်ဟာအိမ်တော်ရဲ့အစုပ်လိုပါပဲအသက်ဝယူနိုင်ဖို့အတွက်နေရာလွတ်လေးတွေလိုအပ်ပါတယ်ရှင်နေကုန်းချုပ်အနေနဲ့ပြောရရင်အိမ်တော်ရေးဆိုလားအပြန်အလန်ချုပ်နှောင်ထားဖို့မဟုတ်ပဲတယောက်ရဲ့တိုးတက်မှုကိုတယောက်ကကူညီပေးဖို့ထစ်ပါတယ်ကိုမဝါသနာတခုခုစီနေခြင်းကိုပိုင်သူငယ်ချင်းတို့စီနေခြင်းကတင့်ကိုပို့ပြီးစိတ်တက်ကြန့်ခိုင်တဲ့သူတယောက်ဖြစ်စေပါတယ်ကိုရစိတ်ချမ်းသာမှုအတွက်တစ်ဖက်လိုကိုပျော်ရွှင်မှုကိုဝါသနာလေးတွေနဲ့ကိုယ်တိုင်လည်းတိဆောက်ပါအဲ့ဒီလိုကိုချစ်တော့ပေါ်ကိုယက်တီနိုင်တဲ့ပျော်ရွှင်မှုရှိမှသာအိမ်တောင်ဖက်နဲ့ဆုံတဲ့အခါပို့မို့ပြည့်စုံတဲ့မေတ္တာတွေကိုပေးနိုင်မှာပါအားလုံးပဲကိုပိုင်လွတ်လပ်ခွင့်တွေနဲ့အထူးပျော်ရွှင်စရာအိမ်တောင်ရေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်ကူညီပေးဖို့ထစ်ပါတယ်ကိုမဝါသနာတခုခုစီနေခြင်းကိုပိုင်သူငယ်ချင်းတို့စီနေခြင်းကတင့်ကိုပို့ပြီးစိတ်တက်ကြန့်ခိုင်တဲ့သူတယောက်ဖြစ်စေပါတယ်ကိုရစိတ်ချမ်းသာမှုအတွက်တစ်ဖက်လိုကိုပျော်ရွှင်မှုကိုဝါသနာလေးတွေနဲ့ကိုယ်တိုင်လည်းတိဆောက်ပါအဲ့ဒီလိုကိုချစ်တော့ပေါ်ကိုယက်တီနိုင်တဲ့ပျော်ရွှင်မှုရှိမှသာအိမ်တောင်ဖက်နဲ့ဆုံတဲ့အခါပို့မို့ပြည့်စုံတဲ့မေတ္တာတွေကိုပေးနိုင်မှာပါအားလုံးပဲကိုပိုင်လွတ်လပ်ခွင့်တွေနဲ့အထူးပျော်ရွှင်စရာအိမ်တောင်ရေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်နိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်